ကျွန်တော်လုံကြီး village ကဘယ်မှမရနိုင်ဘယ်မှဝယ်လို့မရနိုင်တဲ့ design တွေကိုပဲထုတ်လုပ်ပေးချင်တာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့မြမပထမဦးဆုံး Egypt အစဉ်ပစိုးကိုထုတ်လုပ်ပေးလိုက်ပါပြီဒီပစိုးလေးကိုရဖို့အတွက် designer တွေနဲ့တစ်နှစ်ပတ်လုံးတေချာလုံးပန်းစူးစမ်းပြီးတော့ထုတ်လုပ်လာရတဲ့ design လေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီပစိုးလေးကကျွန်တော်လုံကြီးရွာရဲ့2025 milestone တစ်ခုအနေနဲ့ဆိုရပါမယ်ဒီပစိုးလေးရဲ့နာမည်ကို Egypt အသက်သွေးကြောဖြစ်တဲ့နိုင်မြစ်ကိုအစွဲပြုပြီးတော့ The Son of Nile River နိုင်မြစ်ရဲ့ရင်သွေးလို့အမည်မှည့်ပေးထားပါတယ်ခင်ဗျာ Egypt အကွက်တွေရဲ့ခန္ဓာထေဝါမှုနဲ့အတူနိုင်မြစ်ရဲ့ပေါ်ရှန်ကျွဲဝမှုကိုကိုစားပြုတဲ့အထည်လေးလည်းဖြစ်ပါတယ်ခင်ဗျာ The Son of Nile River နိုင်မြစ်ရဲ့ရင်သွေးအမည်ရတဲ့ဒီပစိုးလေးကိုလောင်းရှုပ်ရင်ဒီပစိုးလေးရဲ့တန်ဖိုးကတော့မြန်မာငွေကျပ်3,500,000 ကျပ်တီတီဖြစ်ပါတယ်ခင်ဗျာဒီပစိုးလေးက limited edition အနေနဲ့အထက်300တာထုတ်ထားတာဖြစ်ပြီးတော့ဒီဗီဒီယိုပြပြီးလာဝယ်တဲ့ပထမဦးဆုံးအယောက်90အတွက် cashback 9,000နဲ့အတူ93,000 ကျပ်ຫນွေဦးပစိုးတစ်ထည်တုတ်ပတ်တစ်လုံးနဲ့ LV ရဲ့ TO ကိုမြစ်တာလက်ဆောင်အနေနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လုံကြီး Valley ရဲ့မြန်မာပထမဦးဆုံး Egypt ပစိုးဖြစ်တဲ့ The Son of Nile River နိုင်မြစ်ရဲ့ရင်သွေးပစိုးနဲ့အတူဂုဏ်ယူစွာဝတ်ဆင်လိုက်ပါခင်ဗျာ Longyi Village House of Traditional Paso.